Hello guys ဒီစာကိုတော့ကောင်းကောင်းဖတ်နိုင်တယ်။ပြင်ပြောတာကိုလည်းနားလည်တယ်။ဒါပေမဲ့ကိုပြောတဲ့အခါကျတော့မပြောနိုင်တော့ဘူးဖြစ်သွားတာလား။အဲ့လိုမျိုးအများစုကတော့ထင်ကြတာပေါ့နော်။သူတို့grammar မကောင်းလို့တခြားသူတို့မပြောနိုင်တာလို့အများစုကတော့ထင်ကြတယ်။တကယ်ကတော့အဲ့လိုမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ကျမတို့ပါးစပ်မှာ memory ရှိတယ်။ဇက်မှာလည်းကြွက်သားတွေရှိပေါ့နော်။ကျမတို့ကမြန်မာလိုအမြဲတမ်းပြောနေကြဖြစ်တယ်။အဲ့တော့ဇက်မှာရှိတဲ့ကြွက်သားတွေကမြန်မာလိုအသားကျနေပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့ English ကအသားမကျနိုင်ဘူးလေ့ကျင့်နေရှိတော့အသားမကျဘူးအဲ့တော့ဘယ်မှာရှိတဲ့ချက်သားတွေ English ကိုပြောဖို့လို့အတွက်အသားကျမနေတာဖြစ်တဲ့အတွက် English ကိုပြောမထွက်တာဖြစ်တယ်ခေါင်းထဲမှာရှိနေပြီလို့ပြောမထွက်ဘူးဆိုတာကအဲ့ဒါကြောင့်မလို့ဖြစ်တာဖြစ်ပါတယ်ဆိုတော့ English ကိုမြင်မြင်ပြောထွက်ဖို့ဆိုလို့ရှိရင်ပါဇက်ကိုလေ့ကျင့်ပေးဖို့လိုတယ်လေ့ကျင့်ပေးရမှာပေါ့နော်ဒါကြောင့်မလို့ဒီနေ့ကစပြီးတော့ shadowing 1 minute rule ကိုသုံးကြည့်ပါဆိုတော့ shadowing လိုက်လုပ်မှာပေါ့နော်ပထမတစ်ခါကိုသူတို့ပြောတာနားထောင်မယ်နောက်တစ်ခါကိုသူတို့နောက်ကနေပြီးတော့လိုက်ပြီးတော့ပြောမယ်နော်တတိယတစ်ခါကိုတော့ sharing လိုက်တော့သူတို့နဲ့အတူတူလိုက်ပြောမယ်အဲ့လိုပုံစံမျိုးနဲ့နေ့စဉ်လေ့ကျင့်ပါပါဒီလိုခက်ခဲတွေကိုဘယ်လိုချော်ဖြတ်ရမလဲဆိုတဲ့ဗီဒီယိုသင်ခန်းစာတွေကိုကျွန်မပြင်ဆင်နေပါပြီသိချင်လို့ရှိရင် comment မှာ speak လို့ရေးပေးပါ